ခေါင်းပြက်လျက်လမ်းလျှောက်နေတော့မိဖုရားဒီနေရာမှာအကျော်ကြားဆုံးကတော့မိဖုရားအန်ဘိုလင်းရဲ့ဝိညာဉ်ပဲဖြစ်ပါတယ်သူမဟာဘယင်ဟန်ဒရီနံပါတ်8ရဲ့ဒုတိယမြောက်ဇနီးဖြစ်ပေမဲ့ဖောက်ပြန်မှုတွေမော်အတက်သုံးဆွဲမှုတွေဆိုတဲ့ဆွဆွဲချက်တွေနဲ့ဒီမျောစင်ကြီးထဲမှာပဲခေါင်းဖြတ်အသက်ခံခဲ့ရတာပါမျက်မြင်သက်သေတွေရဲ့အဆိုအရသူမရဲ့ဝိညာဉ်ဟာသူမအသက်ခံခဲ့ရတဲ့တာဝါဂရင်းအနီးမှာခေါင်းမပါတဲ့ခန္ဓာကိုယ်ကြီးနဲ့လမ်းလျှောက်နေတတ်တယ်လို့ဆိုပါတယ်တခါကကင်းဆောက်နေတဲ့စစ်သားတယောက်ဟာညူနင်းတွေကြားထဲကထွက်လာတဲ့အဖြူရောင်အမျိုးသမီးပုံရိပ်တစ်ခုကိုတွေ့ခဲ့ပါတယ်သူကရပ်ဖို့တတိပေးပေမဲ့ထိုပုံရိပ်ကရှေ့ကိုတိုးလာတာကြောင့်တနတ်နဲ့ထိုးလိုက်တဲ့အခါသူ့ရဲ့တနာဟာထိုပုံရိပ်ကိုဖောက်ထွက်သွားပြီးဘာမှမရှိတဲ့လီဟာနေကိုပဲထိမှန်ခဲ့ရအောင်ကြောက်လန့်တကြားကြုံတွေ့ခဲ့ရပါတယ်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးပဲပြီးကင်းကြပါစေ